ကဲအပြင်းမှသူကလေးမုံမိုး9000ယူနော်ဟုတ်ကဲ့ပါအခုတစ်ခေါက်မမေစီမှာကလေးပစ္စည်းလေးတွေထပ်ရောက်ထားပါတယ်ဒီပစ္စည်းလေးတွေကဘာလဲဆိုတာမှန်အောင်ခံမှန်းနိုင်တဲ့သူကိုမမေကကလေးအတွက်မုံမိုးကေပေးနဲ့9000ပေးမှဖြစ်ပါတယ်အခုနောက်ပိုင်းမမေကိုမေးကြတယ်ဗျာလက်တီရောင်းပေးလားတဲ့မမေကဟိုးလွန်ခဲ့တဲ့9နှစ်ကနေဒီကလေးတိုင်းကြီးကလက်တီတောင်းလျှောက်ရောင်းပေးပါတယ်နောက်ပိုင်းကိုတော့လက်ကားအဓိကရောင်းတာပေါ့ဗျာဒါကြောင့်မို့လို့မမေကအချစ်တွေပေါ့ပြီးတော့ဘဝမေ့ပြီးတော့ကလေးဖေဖေမေမေတွေကိုလက်တီမရောင်းပေးတာမဟုတ်ပါဘူးမမေစီကလက်ကားသမားတွေကပစ္စည်းရောက်တာနဲ့အကုန်စတော့ဖြတ်ကြတယ်ဗျာရောက်လာတဲ့အခါမှာလဲလန်ကီးချင်တွေကြောင့်မို့ပစ္စည်းတွေကခွဲရောက်တော့ရောက်လာတဲ့အရေးအတွက်လေးကိုပဲခွဲပေးနေရတာကြောင့်ပါအခုတစ်ခေါက်ကတော့မေမေကကလေးဖေဖေမေမေတွေဒီမှာပစ္စည်းလေးလွယ်လွယ်ကူကူလေးပဲခံမှန်းလို့ရတယ်နော်မေတ္တာလက်ဆောင်ကေပေးမမို့ပေးတာပါဟုတ်ကဲ့ပါအခုပြောင်းတဲ့ပစ္စည်းလေးကိုနောက်ကျမှအသေးစိတ်လေးဗီဒီယိုရိုက်ပေးမယ်လက်လေးပဲဖြစ်ဖြစ်လက်ကားပဲဖြစ်ဖြစ်ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့မေမေတို့ရှင်မလေးကလေးတွေပါဆိုင်ခွဲ1ဆိုင်ခွဲ2ဆိုတဲ့ Facebook Page Messenger တွေ TikTok ရဲ့ Messenger တွေနဲ့တင်ထားတဲ့ဖုန်းနံပါတ်တွေကနေတို့သမျှအားလုံးကိုအားမနာတဲ့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ